လူနာကသူကစေကန်းတစ်ခုကိုရောက်သွားတဲ့အခါမှာသူဖြစ်ခဲ့ရတဲ့သူ့ရဲ့ condition တွေပြန်ပြောပြနေရမယ်ဆိုလို့ရှိရင်ဒါသူ့အတွက် inconvenience ဖြစ်မယ်အစပြောပြီးတော့သူတို့ရဲ့ medical history ကိုပြန်ပြောရတဲ့ဟာကိုမတို့ကပြန်ပြီးတော့minimize လုပ်ချင်တာပေါ့နော် day 1မှာဒီယောဂနဲ့ဒီမမကိုလာပြတဲ့အချိန်ကစပြီးတော့သူ့ကိုစစ်စရာရှိတာပထမစစ်ချလိုက်တယ်စစ်ချလိုက်တဲ့အတွက်ဒီ record တွေအကုန်လုံးကပန်းလိုက်စေရင် system မှာဝင်သွားတဲ့အတွက်ကြောင့်သူ့ရဲ့ဒီစာအုပ်အထူကိုသူယူစရာမလိုတော့တဲ့အပြင်ပေါ့နော် healthcare service ကို provide လုပ်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်းလူနာတယောက်ကိုတွေ့ဆုံတဲ့အခါမှာသူ့ရဲ့အဖြစ်အပျက်တွေကိုတေးသေးချာချာရှင်းရှင်းလင်းလင်းနားထောင်ပြီးလို့ရှိရင်ကိုယ်နဲ့သက်ဆိုင်တဲ့ဘာသာရပ်ကနေနောက်ထပ်ဘာသာရပ်တစ်ခုကိုလွှဲပြောင်းပေးရမယ်ဆိုလို့ရှိရင်လည်းဝန်ထမ်းအချင်းချင်းပို့ပြီးတော့ထိရောက်စွာချိတ်ဆက်ပြီးတော့တည်င်းပေးနိုင်တာမျိုးကျန်းမာရေးစောင့်ရှောက်မှုတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့အရေးကြီးတယ်ဈေးခန်းဈေးရုံအစိပ်ပိုင်းအသီးသီးကတေချာရက်တည်တာမဟုတ်ဘူးသူတို့ကတစ်ခုနဲ့တစ်ခုကချိတ်ဆက်နေတာပေါ့နော်ဒါကြောင့်မလို့ဒါကိုမတို့က hub and spoke model ဆိုပြီးတော့ပြောထားတာပါနာတာရှည်ယောဂဖြစ်နေတဲ့လူတွေဒါမှမဟုတ်ရှင်လေခဏတာနေမကောင်းတဲ့လူတွေအသက်အရွယ်မရွေးဘူးလေနော်အဲ့လိုမျိုးတွေကိုလည်းအဲ့လိုမျိုး convenience လေးကိုအမတို့ကဖြစ်စေချင်တယ်တာမန်ကုသမှုမျိုးတစ်ခုတည်းမဟုတ်ဘဲနဲ့ကဏ္ဍစုံပေါ့နော်ကိုယ့်ရဲ့ subject matter different subject matter ကနေပြီးတော့စောင့်ရှောက်မှုတွေကိုဒီ specialist တွေပညာရှင်တွေကစနစ်တကျဝိုင်းဝန်းပူးပေါင်းပြီးတော့ဆောင်ရွက်ပေးနေကြတာပေါ့နော်အဲ့လိုပေးနေရကိုသိနေတဲ့လူနာဒါမှမဟုတ် individual တယောက်အနေနဲ့လည်းပို့ပြီးတော့စိတ်အေးချမ်းမှု confidence နဲ့ hope ပေါ့နော်မျှော်လင့်ချက်ကိုရှိနေတာမျိုးပေါ့နော်ချိတ်ဆက်မှုအားကောင်းတဲ့ကျန်းမာရေးဆောင်ရှောက်မှုစနစ်တစ်ခုအားဆိုလို့ရှိရင်လမ်းညွှန်မှုတွေကိုမပြောက်စေပါဘူးအားလုံးပဲမင်္ဂလာပါရှင်အမတ်တရားအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ကျမတို့အစီအစဉ်တင်ဆက်သူညင်တာဖြစ်ပါရဲ့ရှင်ဒီနေ့မှာတော့ပန်းလိုက်စီယုံနဲ့ပူးပေါင်းတင်ဆက်သွားအောင်ဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ကျန်းမာရေးဆောက်ရှောက်မှုတွေကိုလူနာရေးအမြင်ကနေပြီးတော့စေကူတာဆောက်ရှောက်မှုတွေဘယ်လိုမျိုးပေးနေလဲဘာတွေတိုးတက်ပြောင်းလဲနေလဲနောက်လာမယ့်အနာဂတ်မှာလူနာရေးအနေနဲ့ဘာတွေမျှော်လင့်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမယ်အပိုင်း၅ပိုင်းနဲ့ပထမဆုံးအပိုင်းပဲဖြစ်ပါရဲ့ရှင်ကျမတို့စေယုံလို့ပြောလိုက်တာနဲ့အဆောက်အဦတစ်ခုကိုပဲတွေးမြင်မိတတ်ကြပါရဲ့ဒါပေမဲ့ယနေ့ခေတ်ကျန်းမာရေးဝန်ဆောင်မှုတွေကတော့အဲ့ဒါတွေထပ်ပို့ပြီးတော့အများကြီးကျယ်ပြန့်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ hub and spoke model နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ရိုးရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့စက်ပိန်တစ်စီးရဲ့ဘဲကိုဥပမာထားပြီးတော့စဉ်းစားကြည့်အောင်။အလယ်မှာ hub ဆိုရဲ့အဓိကဗဟိုချက်ရှိပြီးတော့အဲ့ဒီမှာအထူးကုဆရာဝန်တွေဤပညာအဆင့်မြင့်ဝန်ဆောင်မှုတွေရှိပါတယ်။အဲ့ဒီ hub ဗဟိုချက်နဲ့ချိတ်ဆက်ထားတဲ့ spoke တွေကတော့ရက်ကွက်တွေမြို့နယ်တွေမှာရှိတဲ့စီးရုံစည်းကမ်းတွေပဲဖြစ်ပါရဲ့ရှင်။ဒါရဲ့ဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်ကျမတို့ရန်ကုန်မှာပဲဖြစ်ဖြစ်မန္တလေးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်တောင်ကြီးလိုမျိုးတစ်ခုမှာပဲဖြစ်ဖြစ်ကိုကဘယ်နေရာမှာပဲရှိနေပါစေစေကန်းတစ်ခုတွေကိုတွားပြနေရမျိုးမဟုတ်ဘဲနဲ့ကျေပြန့်တဲ့ကျန်းမာရေးကွန်ရက်တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေရပါကျမတို့ဒီနေ့မှာတော့ဆေးရုံလုပ်ငန်းလေးပတ်ချင်းနဲ့လူနာရေးအတွက်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကိုပို့ပြီးတော့နားလည်အောင်ရှင်းပြပေးဖို့အတွက်ပန်းလိုင်ဆေးရုံရဲ့ Chief Branding Officer တူဖြစ်သူမတ်မေအောင်ညွန့်ကိုကျမတို့နဲ့အတူတူပါဝင်ဆွေးနွေးပြဖို့ကိုဖိတ်ခေါ်ထားပါရဲ့မတ်မေအောင်ညွန့်ဟာဆိုလို့ရှိရင် communication and marketing ဘိုင်းမှာအတွေ့အကြုံ16နှစ်ကျော်ရှိပြီးတော့ဆေးရုံနဲ့ဆက်ဆက်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့သက်ဆိုင်တဲ့ brand development, patient experience, communication approach တွေကိုဦးဆောင်ပြီးတော့ဆေးရုံလုပ်ငန်းတွေကိုစ조사လုပ်ကိုင်နေသူတူဖြစ်ပါရဲ့ရှင်အမမင်္ဂလာပါရှင်မင်္ဂလာပါညီမရေဟုတ်ကဲ့ပါအမတ်တရားကိုအခုလိုမျိုးအချိန်ပေးပြီးတော့လာရောက်ပြီးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ကဲ့အမတို့လည်းဖိတ်ခေါ်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအမပထမဆုံးမေးချင်တဲ့မိကုန်းကတော့လေအမကြီးနေဆိုလို့ရှိရင်ကျမကြီးနေပင်မှာဒီလိုမျိုးပါဝင်လောက်ကင်ခဲ့သူတဦးတယောက်အနေနဲ့ပေါ့နော်ဘယ်ယာရီကအမကိုယုံကြည်ချက်တန်တိတ်တန်ခိုင်မာစေပြီးတော့ဘယ်ယာရီကဒီနေ့ထိဆက်ရှိဖို့အတွက်ကိုအတိတ်ပဲရှိစေရလေရှင့်ဟုတ်ကဲ့အမဆိုလို့ရှိရင် industry တော်တော်များများမှာတော့အလုပ်လုပ်ဖူးရဲပေါ့နော်ကျမကြီးတွေပြန်ရောက်လာတဲ့အကြောင်းရင်းကတော့ဒီလူနာတွေကသူတို့တကယ်လိုအပ်တဲ့အချိန် most vulnerable အချိန်မှာပေါ့နော်ကိုရှိကိုကိုတကြီးနဲ့လာတဲ့အခါမှာကိုကလိုအပ်တဲ့စောင့်ရှောက်မှုတွေပေးနိုင်တယ်နောက်ပြီးတော့သူတို့တွေကိုနားလည်စွာနဲ့သူတို့ဖြစ်နေတဲ့ဟာတွေကိုအချိန်ပေးပြီးနားထောင်ပေးနိုင်တယ်ပြီးတဲ့အခါကျတော့လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကျန်းမာရေးတွေမကောက်သူတို့ရဲ့မျှော်လင့်ချက်တွေကိုပါကိုကပြန်ပြီးတော့တိစောက်ပေးရတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဘက်ကိုပြန်လာဖြစ်တာပေါ့နော်ပြီးတော့ကျမတို့ရဲ့ဒီအလုပ်ကိုပို့ပြီးတော့အတိတ်ပဲရှိစေတာကတော့ပေါ့နော်ပို့ပြီးတော့ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုကိုတိစောက်ခွင့်ကိုလည်းကျမတို့မြင်ရတယ်လူနာတွေကိုဗဟိုပြုပြီးတော့ပို့မိုကောင်းမွန်တဲ့ support တွေကိုပေးနိုင်မဲ့ opportunity တွေကိုတွေ့ရတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်တနေရာချိတ်ဆက်မှုပြီးတော့ digitally အရာပေါ့နော်ဒီလိုမျိုးတွေကျမတို့တွေ့ရတယ်ဒါကြောင့်မလို့ဒီဘက်ကိုပို့ပြီးတော့အားတာတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒီနေ့မှာဆိုလို့ရှိရင်ချိတ်ဆက်ထားတဲ့ကျန်းမာရေးစနစ်ဆိုတာဘာလဲပေါ့နော်ဘာကြောင့်အရေးကြီးလဲဆိုတာကိုကျမတို့ဒီနေ့ဆွေးနွေးသွားမှာဖြစ်တယ်ပေါ့နော်ဒီတော့လူနာကုသမှုအတွက်ဒီလိုမျိုးချိတ်ဆက်ထားတဲ့ကျန်းမာရေးစနစ်မရှိတဲ့အခါမှာဘယ်လိုမျိုးအခက်အခဲလေးကြုံတွေ့နိုင်လဲဆိုတာလေးကိုလည်းပြောပြပေးပါဦးမအဓိကကျန်းမာရေးစောင့်ရှောက်မှုတွေက
တခုနဲ့တခုချိတ်ဆက်ဖို့အရေးကြီးတယ်တဘောကတော့လူနာရှိမှာပေါ့နော်ဝင်တော့ဝင်ဖို့မဖြစ်စေရဘူးဥပမာလူနာကသူကစေကန်းတစ်ခုကိုရောက်သွားတဲ့အခါမှာသူဖြစ်ခဲ့ရတဲ့သူ့ရဲ့ condition တွေပြန်ပြောပြနေရမယ်ဆိုလို့ရှိရင်ဒါသူ့အတွက် inconvenience ဖြစ်မယ်နောက်တကယ်တမ်းယောဂခံစားနေရတဲ့အချိန်မှာဒီလိုမျိုးဟာကိုလည်းသူ့အနေနဲ့ခံစားချက်ကသူ့ရင်မကောက်သူ့ရဲ့မိသားစုပါခက်ခဲတယ်ပေါ့နော်ဆိုတော့အဲ့လိုအချိန်မျိုးမှာအမားတို့ကချိတ်ဆက်မှုကောင်းတဲ့ system တစ်ခုအမားတို့ကတိစောက်ခွင့်ရနေတာပေါ့နော်ဆေးကမှာဆေးhealthcare service ကို provide လုပ်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်းလူနာတယောက်ကိုတွေ့ဆုံတဲ့အခါမှာသူ့ရဲ့အဖြစ်အပျက်တွေကိုတည်တည်ချာချာရှင်းရှင်းလင်းလင်းနားထောင်ပြီးလို့ရှိရင်တယောက်နဲ့တယောက်ဥပမာကိုယ်နဲ့သက်ဆိုင်တဲ့ဘာသာရပ်ကနေနောက်ထပ်ဘာသာရပ်တစ်ခုကိုလွှဲပြောင်းပေးရမယ်ဆိုလို့ရှိရင်လည်းဝန်ထမ်းအချင်းချင်းပို့ပြီးတော့ထိရောက်စွာချိတ်ဆက်ပြီးတော့တည်ပေးနိုင်တာမျိုးဆိုရင်လူနာအနေနဲ့ရောလူနာမိသားစုအနေနဲ့ပါပေါ့နော်ပို့ပြီးတော့နှွေးထွေးစွာလူသားချင်းစာနာမှုကိုသူတို့ရနိုင်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးအမားတို့ကစဉ်းစားလိုက်တယ်စဉ်းစားရတဲ့အတွက်ကြောင့်မလို့လဲအမားတို့ပန်းလှိုင်ရဲ့ system မှာနတ်တာရှည်ခံစားရတဲ့လူတွေတက်ကြီးရွယ်တွေနဲ့နောက်တစ်ခါမြို့နဲ့နီးတဲ့လူတွေရောဝေးတဲ့လူတွေရောပေါ့နော်ပို့ပြီးတော့လွယ်ကူစေတဲ့ healthcare system တခုကိုအမားတို့ကစောင့်နေတာပါပန်းလှိုင်ရလေတစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့စောင့်ရှောက်မှုမျိုးပေါ့နော်ချောမှုစောင့်ရှောက်မှုမျိုးအမားတို့ချိတ်ဆက်တဲ့အတွက်hub and spoke model အကြောင်းဒီနေ့နည်းနည်းပြပြချင်တာပါโอเคပါအဲ့ဆိုရင်ခုဆိုလို့ရှိရင်ပေါ့နော်နိုင်ငံတော်တော်များများမှာလည်းဒီကျန်းမာရေးစနစ်နဲ့ပတ်သက်ပြီးတော့စနစ်တကျတိစောက်ထားတာကိုတွေ့ရတယ်ပေါ့နော်ဒီတော့ဆရာမတို့အတွေ့အကြုံရပေါ့စေယုံစေကန်နေနဲ့အထူးကုဆရာဝန်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုကရောဘယ်လောက်ထိအရေးကြီးလဲဆိုတာလေးကိုလည်းပြောပြပေးပါဦးဟုတ်ကျန်းမာရေးဆောင်ရှောက်မှုဆိုတာတကယ်တော့ကဏ္ဍအစုံကနေပြီးတော့ပူးပေါင်းပြီးတော့ဆောင်ရွက်ရတာပေါ့နော်ချိတ်ဆက်ရတယ် connection communication ကအရင်အရေးကြီးပါတယ်လူနာတယောက်ကစေခန်းကိုရောက်လာတဲ့အခါမှာမိသားစုဆရာဝန်နဲ့တော့၎င်းအထူးကုဆရာဝန်နဲ့တော့၎င်းသူကစပြီးတော့ပြသလိုက်တယ်ဒါပေမဲ့အဲ့နောက်မှာဆိုလို့ရှိရင်ဆက်ပြီးတော့ယောဂရှာဖွေရတာရှိတယ်ဥပမာတက်ခွဲကန်တွေကိုသွားရတာရှိမယ်နောက်တစ်ခါသက်ဆိုင်ရာဘာသာရပ်အလိုက်ထပ်ပြီးတော့ဆရာဝန်နေတဲ့ specialty အမျိုးမျိုးနဲ့ဆက်သွယ်ရတာရှိတယ်နောက်ပြီးတော့ imagine ဆိုတာဒီပုံရိပ်ဖော်ဌာနတွေရှိမယ်နောက် lab ပေါ့နော် lab နဲ့ပြန်ပြီးတော့သွေးစစ်ရတာတွေရှိမယ်နောက်ပြီးတော့recovery အတွက် rehab ပေါ့နော်ပြန်ပြီးတော့ပြန်လဲတန်ဆွမ်းရေးတွေလည်းသူတို့မှာကျင့်ရတာတွေရှိမယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေဒီလိုအပ်လာနိုင်တယ်အဲ့လိုမျိုးလိုအပ်လာနိုင်တဲ့ကြောင့်မလို့သူ့ရဲ့recovery process ကတခါတည်းမပြီးသွားဘူးမပြီးသွားတဲ့အတွက် it's a journey ပေါ့နော်ဆိုတော့ဒီ journey တစ်ခုလုံးမှာကိုကကျန်းမာရေးဆောင်ရှောက်မှု medical provider တယောက်အနေနဲ့ပေးနိုင်အောင်လို့လူနာရဲ့ယောဂဖြစ်တဲ့ stage recovery stage ပြီးတဲ့ခါကျနောက်ပြန်ကောင်းသွားပြီးရင်တော့မှပြန်ပြီးတော့သူမှာ maintenance လုပ်ရတဲ့ဒါအရာပြန်ပြီးတော့ဆောင်ရှောက်ရတယ်ပြန်ပြီးတော့treatment တွေregular follow up တွေလုပ်ရတယ်အဲ့တခြားလုံးမှာအမားတို့တွေကပါဝင်ရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးချိတ်ဆက်မှုကိုအမားတို့အနေနဲ့ကကျန်းမာရေးဆောင်ရှောက်မှုချိတ်ဆက်မှုကိုအဓိကထားပြီးတော့ပို့ပြီးတော့လှုပ်ဆောင်ပေးနေတယ်။နောက်ဒီလိုမျိုးချိတ်ဆက်ရမယ်ဆိုတာတွေကိုလည်းလူနာတွေပေါ့နော်။နောက်general public ကိုလူတွေအများပြည်သူကိုလည်းသိစေချင်တယ်။ဒါမှသာလျှင်သူတို့တွေကယုံကြည်မှုတစ်ခုသူတို့ treatment ယူနေတဲ့အခါမှာကိုယ့်ကုသပေးနေတဲ့ဆရာဝန်ကြီးတွေဆရာမတွေနောက်ပြီးတော့ကိုယ့် treatment ပေးနေတဲ့ကိုလာပြီးတော့ကုသမှုခံယူနေတဲ့organization ပေါ့နော်စေယုံစေခန့်အောင်လဲယုံကြည်မှုကိုပိုရပြီးတော့confidence ရှိမယ်နောက်ပြီးတော့သူတို့ရဲ့မျှော်လင့်ချက်ကလည်းပို့ပြီးတော့ခိုင်မာမယ်ပေါ့နော်ငါတို့ပြန်ကောင်းရမယ်ဆိုတာလေးပေါ့နော်ဟုတ်ကဲ့အဲ့လိုလေးပါပဲโอเคပါအခုဆရာဝန်တွေရဲ့ဂျာမှာပူပေါင်းဆောင်ရွက်မှုကဘယ်လောက်ထိအရေးကြီးလဲဆိုတာလေးကိုလည်းရှင်းပြပေးသွားရပေါ့နော်နောက်တစ်ခါတော့help and spoke ဆိုတာနီးပညာဆန်တဲ့စကားလုံးတစ်လုံးလို့ထင်ရတယ်ဒါပေမဲ့လူနာတယောက်အနေနဲ့ဆိုလို့ရှိရင်သူ့ရဲ့ကျန်းမာရေးကိုကောက်ယူဆိုင်ပေးနေရပြီဆိုရင်သူ့ရဲ့အတွက်ကောဆရာမအနေနဲ့ဘယ်လိုမျိုးရှင်းပြပေးချင်လဲရှင်ဟုတ်အမှန်တော့ရိုးရိုးရှင်းရှင်းလေးပဲပြောရမယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးဆောင်ရှောက်မှုစနစ်ကဘယ်နေရာပဲဖြစ်ဖြစ်စတင်ပြီးတော့ဝင်ရောက်နိုင်တယ်ဥပမာဆိုရင်အမတို့ဥပမာလေးနဲ့ပြပြရမယ်ဆိုရင်ရုပ်တရက်နေမကောင်းဆိုလို့ရှိရင်ပထမတစ်ချက်ကကိုယ့်ရဲ့နီးစပ်ရာမိတ်ဆွေတွေကဆရာဝန်ကိုလှမ်းမိတာလည်းရှိတယ် scenario တွေကလေဒါညီမတို့လည်းဖြစ်ဖို့မဲ့တင်တယ်ပြီးတဲ့ခါကျဒါမှမဟုတ်လမ်းထိပ်ကစေခံသွားတာမျိုးဖြစ်မယ်ဆိုတော့အမတို့ပန်းလိုင် hospital ကတော့အမတို့မှာကဆေးရုံကြီးတွေလည်းဖွင့်ထားတယ် medical tower ဆိုရဲဆေးခန်းတွေလည်းဖွင့်ထားတယ်နောက်တစ်ခုကHe by ပန်းလိုင် clinic ဆိုရဲမိသားစုဆေးခန်းတွေလည်းဖွင့်ထားတယ်မိသားစုဆေးခန်းတွေဆိုဥပမာအမားတို့ရှိမှာဖွင့်ထားတာအောင်ပန်းပဲထားပါတော့เนาะအောင်ပန်းကအမားတို့ရဲ့ He by ပန်းလိုင် medical tower ပါဆိုလို့ရှိရင်ဒါ neighborhood ကတခုနေမကောင်းရင်တော့ပြလို့ရတယ်တော့ပြလို့ရပြီးမှအမားတို့ရဲ့ medical system ထဲမှာသူ့ကို record လုပ်လိုက်တယ်။နောက်သူ့ရဲ့လိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတက်ခွဲတာစသည်ဖြင့်ပေါ့နော် imagine နောက်ပြီးတော့X-ray ရိုက်တာစသည်ဖြင့်သူလိုအပ်တဲ့
စစ်ချက်တွေကိုဆက်ပြီးတော့စစ်ဆေးသွားပါတယ်စစ်ဆေးသွားပြီးတော့မှဒီလူနာကဘယ်ဆရာဝန်ကြီးနဲ့ပြရမလဲဘယ် specialty နဲ့သူကပြရမလဲပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်အဲ့ဒီကနေမှကဲနောက်တစ်ဆင့်တက်ရမယ်ဒါခွဲစိတ်ဖို့လိုအပ်မလားဒါမှမဟုတ်လို့ရှိရင်ဘာထပ်ကြည့်ရမလဲဥပမာ scope ကြည့်ရမလား MRI ရရမလားဒါဆိုလို့ရှိရင် neighborhood မှာတော့တောင်ကြီးမှာစေယုံရှိပါတယ်ဆိုတောင်ကြီးကိုသူက dispatch လုပ်လိုက်တယ်ဆိုသူ့အိမ်နဲ့လည်းရမ်းမဝေးတော့ဘူးဒါတောင်ကြီးမှာသူကလိုအပ်တဲ့ care ကိုဆက်ယူတာပေါ့နော်အဲ့လိုမျိုးပဲဖြစ်သွားတာပေါ့အဲ့ဒီကနေမှလူနာပြန်ကောင်းလာတဲ့အခါမှာသူကသူ့အိမ်သူပြန်ရောက်လာတယ်ဆိုရင်သူဟာ follow up လုပ်ရတယ်လीเนาะ follow up လုပ်လို့ရှိရင်အောင်ပန်းကစေခန့်မှာဆက်ပြီးတော့ follow up လုပ်လို့ရတယ်အဲ့ဒီကနေမှသူကတော်တော်သက်သာလာပြီဆိုလို့ရှိရင်အမတို့ရဲ့ heal application ရှိပါတယ်ဆိုတော့ heal application online ဆရာဝန်ကြီးနဲ့သူသွားဆရာမလို့တော့သူ့အိမ်ကနေပဲ online video call နဲ့အတူတူသူကသူ့ရဲ့ status တွေသူ့ရဲ့ situation တွေဆရာကြီးတွေကိုconsult လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့အမတို့ရဲ့ model လေးပေါ့နော်ဆိုတော့ပြောချင်တာကတော့ဒီ patient တိုင်းကိုသူတို့တက်တောင့်တက်တာလည်းဖြစ်စေချင်တယ်သူတို့ရရှိတဲ့ care ကိုလည်းရရှိစေချင်တယ်ပြီးတော့သူတို့အတွက်လည်းယုံကြည်မှုတစ်ခုကိုကအမြဲ order ငါဘာဖြစ်ငါစေခံငါစေယုံပတ်လိုက်အောင်ငါဆက်လိုက်မယ်အချိန်မျိုးဆက်လိုက်မယ်ဆိုတော့ဒီ confidence တစ်ခုကိုလည်းသူတို့ရစေချင်တာပေါ့နော်ဒါကြောင့်မလို့ဒီ hub and spoke model ဆိုတာလေးကိုအမားတို့ကအဓိကထားပြီးတော့အမားတို့ရဲ့ဒီ building a better Myanmar for its people ဆိုရဲဒီ Yoma group ရဲ့ဆောင်ပုဒ်အတိုင်းအမားတို့ကဒီဟာလေးကို part of it ကတော့တိစောက်နေတာပေါ့နော်ဟုတ်ကဲ့ပါအမဒီ model ကလက်တွေ့မှာဆိုရင်ရောဘယ်လိုမျိုးအလုပ်လုပ်တယ်လဲပြီးတော့ hub ရဲ့အခန်းကဏ္ဍရောဘာလဲ spoke ရဲ့အခန်းကဏ္ဍရောဘာဖြစ်မလဲပေါ့နော်ပြီးတော့အခုဆိုလို့ရှိရင်ပန်းလိုက်စေဦးမှာဆိုလို့ရှိရင်ကျမရဲ့ကိုယ်ရဲ့18ခုရှိရပေါ့နော်အဲ့18ခုအကြောင်းရောတခြားသောမတူညီရေးဝန်ဆောင်မှုတွေအကြောင်းလည်းမျှဝေပေးနိုင်ပါတယ်ဆရာမဟုတ်ကဲ့hub လို့ခေါ်တာကတော့ hub ကတော့အဓိကဗဟိုချက် hub ကကြတော့ကျမတို့ဒီစေယုံပန်းလိုက်မှာစေယုံကြီး3ယုံရှိတာပေါ့နော်ရန်ကုန်ရဲ့မန္တလေးတောင်ကြီးရဲ့ဒီစေယုံကြီး3ယုံမှာအဆင့်မြင့်ကုသရေးfacility faculty တွေကိုထားတဲ့ဟာကိုပြောပြချင်ပါတယ်ပထမအဆုံးလေသူကအဲ့မှာဆိုလို့ရှိရင်နည်းနည်းခက်ခဲတဲ့ခွဲစိတ်မှုတွေနောက်ပြီးတော့ဒီယောဂရှာဖွေရေးပို့ပြီးတော့ယောဂရှာဖွေရမယ်ဟာကဏ္ဍဆောင်ကကျွမ်းကျင်ပညာရှင်တွေကိုစုစည်းထားတာ hub ပေါ့နော်ဆိုတော့အမတို့ဒီမှာ specialty ဆရာဝန်ကြီးတွေမှာရှိတယ်ဆိုတော့ဒီဆရာဝန်ကြီးတွေကသူတို့က case တွေကိုလည်းတစ်ပတ်တစ်ခါတစ်လတစ်ခါဒါမှမဟုတ် ad hoc ပေါ်တယ်လို့ပေါ့နော်သူတို့ကဒီဆေးရုံကြီးတွေမှာသူတို့က multidisciplinary team ဆိုတာကတော့ဒီ subject matter အမျိုးစုံပေါ့နော်ဒီဆရာဝန်ကြီးတွေအများတန်း patient တွေရဲ့ case တွေကိုအမှားတို့ကကြည့်ပြီးတယ်ဒါကြောင့်မလို့ဒါကို hub လို့အမှားတို့ကသုံးစွဲတာဖြစ်ပါတယ်ပြီးတဲ့အခါကျ spoke ဆိုတာကတော့ဖြန့်ကျက်ထားတဲ့အစိတ်အပိုင်းနိုင်ငံတော်ဝန်ပေါ့နော်ဆိုတော့ပြရမယ်ဆိုလို့ရှိရင်အမှားတို့မှာ medical tower တွေဖွင့်ထားတယ်နောက်ပြီးတော့ neighborhood မှာပန်းလိုက်ဟီးပိုင်ပန်းလိုက် clinic လေးတွေမိသားစုစေခန်းလို့အမတို့ခေါ်တယ်မိသားစုစေခန်းဆိုတာပန်းလိုက်မိသားစုတွေအတွက်မဟုတ်ဘူးကိုယ့်ရဲ့ဒီ neighbor ကမိသားစုဝင်တွေအတွက်ပေါ့နော်ဒီရက်ွက်ထဲကမိသားစုဖြစ်မယ်မြို့နယ်တွေကမိသားစုဖြစ်မယ်ဒီမိသားစုဝင်တွေအတွက်ပေါ့နော်ဆိုတော့ဒါဘလို့အလုပ်လုပ်လဲဆိုလို့ရှိရင်အဲ့ဒီဟာတွေနဲ့အတူတူပေါ့နော်ဥပမာ patient journey လေးကိုမှရှင်းပြမယ်သူကနေမကောင်းလို့အမတို့ဟီးပိုင်ပန်းလိုက်ဒီလမ်းထိပ်ကဟီးပိုင်ပန်းလိုက်စေခန်းကိုရောက်တယ်ရောက်ပြီးလို့ရှိရင်သွေးစေရမယ်ဒီ investigate လုပ်ရမယ်ကိုဘာဖြစ်လဲဆိုတာပေါ့နော်ဆိုစသဖြင့် investigate လုပ်ရမယ်ဆိုလို့ရှိရင်အမတို့မှာဟီးပိုင်ပန်းလိုက်ကပဲဖွင့်ထားတဲ့ဒီသွေးစစ်တဲ့ laboratory လေးရှိတယ်ဆိုတော့ဒီ laboratory ကလည်းlaboratory nearest laboratory လည်းမှာသွားပြီးတော့သွေးကိုဖောက်လိုက်လို့ရတယ်ပြီးလို့ရှိရင်ကိုကလိုအပ်တဲ့ကျန်တဲ့ဒီ escalated ဖြစ်တဲ့ result သွားပြီးတော့ consult လုပ်တာစသဖြင့်ဒါလေးတွေကတော့ဒီ spoke ထဲမှာပေါ့နော်ပြန်ပြီးတော့ကိုကအကယ်၍အရန်မလို့အရန်ခဲက very minimum care ပဲလိုအပ်တယ်ဆိုရင်တော့လေစေခန်းလေးပြန်သွားတာမျိုးဒီ lab result ထွက်လာလို့ရှိရင်စေခန်းပြန်သွားပြီးဆရာဝန်နဲ့ပြန်တွေ့တာဒါမှမဟုတ်လို့ရှိရင်လည်း online ကနေပဲအမှပြောရဲ he application နဲ့ပဲဆက်သွယ်ရမျိုးပေါ့နော်ဒါကတော့အမတို့ရဲ့ဖြန့်ကျက်ထားတဲ့ spoke ကိုပြောချင်တာပါဆိုတော့အဲဒါကြောင့်ဒီအားတာချက်တွေကတော့အမတို့ရဲ့ဒီကွန်ရက်ထဲမှာရှိတဲ့စေခန်းစေယုံအစိပ်ပိုင်းအသီးသီးကတိကျရက်တည်တာမဟုတ်ဘူးသူတို့ကတစ်ခုနဲ့တစ်ခုကချိတ်ဆက်နေတာပေါ့နော်တစ်ခုနဲ့တစ်ခုချိတ်ဆက်နေရဟန်ချက်ညီညီပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်ဒါကြောင့်မလို့ဒါကိုမတို့က hub and spoke model ဆိုပြီးတော့ပြောထားတာပါကဲပါအခုဆိုလို့ရှိရင် hub and spoke model အကြောင်းလည်းပြောပြသွားပြီဆိုတော့လူနာတွေကတော့ဆိုလို့ရှိရင်သူ့ရဲ့တိုင်ပင်ဆွေးနွေးမှုပေါ့နော်အဲ့ရနေစပြီးတော့ကုသမှုခီးစဉ်တစ်လျှောက်လုံးမှာဒီစနစ်ကြောင့်ဘယ်လိုမျိုးကောင်းမွန်သွားလဲဆိုတာလေးကိုလည်းအဖြစ်ပြက်လေးတစ်ခုနဲ့လည်းရှင်းပြပြီးလို့ရလားရှင်ဟုတ်ကဲ့ရပါတယ်ဆိုတော့အဝေးတော့မပြောတော့အမအမေပေါ့နော်အမအမေဆိုလို့ရှိရင်သူကသွေးလေးဘက်နာဖြစ်တယ်သွေးလေးဘက်နာကိုလွန်ခဲ့တဲ့10နှစ်ကျော်တည်းဖြစ်နေတာဆိုတော့ပထမအဆုံးတော့ physician နဲ့သူကပြရတယ်အမအမေက very ဟိုပါပေါ့နော်သူက tradition
ပေါ့နော်ဒီ tradition center ပေါ့နော်သူဆိုရလေသူဆိုလို့ရှိရင်10နှစ်ကျော်သူပထမဒီ physician နဲ့သူပြရတယ်ပြီးတော့ physician ကသူ့ကို6လတခါအမြဲတမ်းပြရတယ်ပြတဲ့အခါမှာအမကသူနဲ့အမြဲလိုက်ရတယ်သူ့မှာ10နှစ်ကျော်ဆိုတော့သူ့ရဲ့ဆေးစာအုပ်ကဒီလောက်ရှိတယ်သူကအကုန်လုံးမှတ်ထားတာ哦သူကအရင်တော့လည်းဟို government service ကပဲဆိုတော့လေစာအုပ်ကြီးသူသွားလေရအောင်သူအဲ့ထုတ်ကြီးတဲသွားဆိုတော့အဲ့လိုမျိုးသွေးစင်ရင်လည်းသူ့မှာသွားအဲ့စာအုပ်ကြီးကိုပြပြီးတော့ရေးပေးတာသူအဲ့ဆီယာမတွေကလည်းရေးနေရေးပြီးစာရွက်လေးတွေကအစားသူကသူ့ရဲ့ medical record တွေကိုသိမ်းပြီးတော့သူကညှက်ထား stapler နဲ့ညှက်ထားဆိုတော့သူ့မှာအထူကြီးပဲရှိရဆိုတော့အဲ့နဲ့လွန်ခဲ့တဲ့3နှစ်လောက်ကတော့သူ့ specialist ကသွေးစစ်ပြီးရဲ့အချိန် every 6 months check in အဲ့ specialist anti ကပြောရသူဒါ special ဒီသွေးလေးဘက်နာ specialist နဲ့ပြတော့မယ်ဒီရိုးရိုး physician နဲ့ပြလို့မရတော့ဘူးဆိုတဲ့အချိန်မှာမတို့ဆရာဝန်ရှာကြတာပေါ့နော်ရှာတဲ့အခါမှာပန်းနိုင်ဆေးရုံမှာထိုင်တဲ့အမတယောက်နဲ့ချိတ်ဆက်မိပါတယ်ဒီဆရာဝန်ပေါ့နော်ဆိုတော့အဲ့နဲ့အမတို့ကသူနဲ့ပြပြတဲ့အခါမှာအမေရဲ့ journey ကတိတိတတ်တာပြောင်းလဲလာတယ်အခုဆိုသူဆေးရုံကို3နှစ်မြောက်ပေါ့နော်ဒီနေ့ဆိုရင်သူ့မှာ appointment ရှိရဲ့အဲ့ဒီမမနဲ့ပြန်ပြဖို့သူကပေါ့ပါသူ့ဖုန်းလေးပဲသူယူလာတော့တယ်ဘယ်လိုပြောင်းလဲသွားလဲဆိုတော့သူက day 1မှာဒီယောဂနဲ့ဒီမမကိုလာပြတဲ့အချိန်ကစပြီးတော့သူ့ကိုစစ်စရာရှိတယ်ပထမစစ်ချလိုက်တဲ့အတွက်ဒီ record တွေအကုန်လုံးကပန်းနိုင်စေရွံ system မှာဝင်သွားတဲ့အတွက်ကြောင့်မလို့သူသူ့ရဲ့ဒီစာအုပ်အထူကြီးကိုသူယူစရာမလိုတော့တဲ့အပြင်ပေါ့နော်နောက်တစ်ချက်ကသူဒီပြန်လာတိုင်းဒီမမနဲ့ပြနေနေပဲသူက physician နဲ့ပြရတယ်ဆိုတော့သူပြနေတာဆိုဆရာရဲလင်းကိုရှိတယ်နောက်ထပ်အယိုးနဲ့ပတ်သက်လို့ဆရာနောက်တစ်ယောက်နဲ့သူပြရတယ်ဘာလို့ဆိုတော့ဒီဆေးတွေတောက်တော့သူအယိုးပွားတာပေါ့နော်ဆိုတော့ဒီသွေးလေးဘက်နာကြောင့်သူတောက်ရတဲ့ဆေးတွေ side effect တွေလည်းဝင်လာတဲ့အခါမှာအခုလောလောဆယ်မှာသူ့ရဲ့ပန်းလိုင်ကသူ create လုပ်ပေးထားတယ် multidisciplinary care plan မှာဆိုရင်သူက specialist ဆရာမကြီး9ယောက်နဲ့သူပြရတယ်9ယောက်နဲ့ပြရပါမယ် every single visit that she goes to hospital သူကစာအုပ်ကြီးယူစရာမလိုတော့သူဖုန်းလေးတစ်လုံးပဲယူပါတယ်ဖုန်းလေးတစ်လုံးပဲယူသွားပြီးတော့သူဒီဆရာဝန် A နဲ့ပြလဲသူအစဉ်သူဒါ result တွေကကြည့်ပြီးထဲကနေကြည့်တယ်သူဆေးတွေပြန်ကြည့်တယ်ပြီးတော့B နဲ့ပြရင်လည်း A နဲ့ပြောထားတဲ့ communication ကို B က aware ဖြစ်တယ်ဘာလို့ဆိုဒီ system နဲ့မှာပဲသူကပြန်ကြည့်လိုက်တာအောင်ဆိုတော့သူဆိုတော်တော် convenient ဖြစ်တယ်ပြီးတဲ့အခါကျတော့ဒီ he application လည်းရှိနေတဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်လည်းဆေးဝယ်ရတာအရင်တော့ဆိုသူ့မှာစာအုပ်ကြီးကိုလှန်ပြီးတော့သူပြန်ကြည့်ရတာပေါ့နော်အခုကျတော့သူ app လေးတွေကနေသူကြည့်ပြီးတော့ဒီဆေးဆိုသူရွှေဦးမှာတော့ဝယ်ပေါ့နော်စသဖြင့်သူအဲ့လိုမျိုးဝယ်လိုက်တာဆိုတော့ဒါကတော့ဟိုအမရဲ့ personal ဟွာလေးကို share တာပါဆိုဒီလိုမျိုး convenience တော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အမေလိုမျိုးပဲဒီ public ကိုလည်းပေါ့နော်ဒီလိုမျိုးနာတာရှည်ယောဂဖြစ်နေတဲ့လူတွေဒါမှမဟုတ်လို့ရှင်လဲခဏတာနေမကောင်းတဲ့လူတွေအသက်အရွယ်မရွေးဘူးလေနော်အဲ့လိုမျိုးတွေကိုလည်းအမအဲ့လိုမျိုး convenience လေးကိုအမတို့ကဖြစ်စေချင်တယ်ဆိုတော့ဒါရင်ထဲကစံတာပေါ့နော်ဒါကြောင့်မလို့အမဒီပန်းလှိုင်မှာပြန်ပြီးတော့အလုပ်လုပ်တဲ့အချိန်မှာဒီရတင်ရထိုက်တယ်ကိုရနိုင်တဲ့ဟာတွေကိုပဲဒီကိုယ့် patient တယောက်အနေနဲ့ရတင်ရထိုက်တယ်ရနိုင်တဲ့ဟာလေးတွေကို promote လုပ်ပြီးဖြစ်တာပေါ့နော်ပို့ပြီးတော့လည်းပြောဖြစ်တယ်ရေးကြီးတာပထမဆုံးမိကုန်းမှာပြောသွားသလိုပဲဒီကုသရေးပိုင်းဆိုင်ရာ specialist တွေဆရာကြီးတွေဆရာမကြီးတွေကလည်းတယောက်နဲ့တယောက်ချိတ်ဆက်တဲ့အခါမှာလည်းလွှဲပြောင်းတဲ့အခါမှာလည်းဟို communication connectivity ကအရင်ရေးကြီးတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအမအခုဆိုလို့ရှိရင် Health and Spoke ကရောတခြားနိုင်ငံမှာရောအသုံးများနေပြီလားပေါ့နော်အဲ့လေးလေးသိချင်ပါတယ်ပြီးတော့ဒီလိုမျိုးစနစ်တွေကြောင့်ပေါ့နော်ဘာလို့ဒီလောက်ထိရောက်မှုရှိလဲဆိုတာလေးကိုလည်း share လုပ်ပေးပါအောင်ရှင်ဟုတ်အဲ့ဒါလေးကတော့လေအခုသုံးနေတာကတော့နိုင်ငံတကာမှာအကျယ်တဝင့်သုံးပါတယ်ဒါကြောင့်မလို့လဲအမားတို့တွေကဟိုစွတ်တူပြုပေါ့နော်ဒီ learn လုပ်တယ်ဒီလို model တွေရှိတာကိုစာတွေဖတ်တယ်training တွေတက်တယ်နောက်ပြီးတော့အဲ့ကနေ learn လုပ်ပြီးတော့ဒီမှာပြန်ပြီးတော့ apply အမားတို့အတူတူလုပ်နေကြတာပေါ့နော်ဆိုတော့ Singapore ရယ် Thai ရယ်နောက် Western countries တွေမှာတော့ဒီ approach ကိုအသုံးပြုနေပါတယ်ဒါဘယ်လိုလဲဆိုတော့ထိရောက်တဲ့hub ဆိုရဲဒီဆေးရုံကြီးတွေကနေပြီးတော့ specialty တွေအကုန်လုံး equipment တွေအကုန်လုံးနဲ့သူကဒါ support ဒီ spoke model လေးတွေကိုသူက neighborhood တွေကိုသူကပြန်ပြီးတော့ support strongly လုပ်ထားတဲ့အတွက်ကြောင့်မလို့လဲဒါကလည်းအောင်မြင်တယ်လို့လည်းပြောရမှာပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမလူနာရေးအနေနဲ့ဆိုလို့ရှိရင်ရောကျမရေးဆောက်ရှောက်မှုအဆင့်ပေါင်းများစွာကိုကြော်ဖြတ်ရတဲ့လူနာရေးလည်းရှိရပေါ့နော်သူတို့လိုမျိုးအဆင့်တစ်ဆင့်ကနေတစ်ဆင့်ကိုကူးပြောင်းတဲ့အချိန်မှာဒီလိုမျိုးလမ်းပြောင်းနေတဲ့ခန်းစားချက်မျိုးမဖြစ်အောင်လို့ဘယ်လိုမျိုးဒီစနစ်ကကူညီပေးလဲဆိုတာလေးကိုလည်းသိပြရစီမှာချိတ်ဆက်မှုအကောင်းတဲ့ကျမရေးဆောက်ရှောက်မှုစနစ်တစ်ခုအဆိုလို့ရှိရင်လမ်းညွှန်မှုတွေကိုမပြောက်စေပါဘူးဆိုတော့လူနာတွေကတနေရာကိုသူတို့အစပြိုးပြီးတော့တော်ပြရတိုင်းမှာအစပြိုးပြီးတော့သူတို့ရဲ့ medical history ကိုပြန်ပြောရတဲ့ဟာကိုအမားတို့ကပြန်ပြီးတော့minimize လုပ်ချင်တာပေါ့နော်စိတ်ကူးတမှု
စောင့်ရှောက်မှုပေးနေတဲ့ provider တွေအနေနဲ့လည်းချိတ်ဆက်မှုကိုပိုကောင်းစေချင်တယ်။နောက်ပြီးတော့လူနာတွေရဲ့critical moment တွေပေါ့နော်အရေးကြီးတဲ့အပိုင်းလေးတွေကိုလည်းmiss မဖြစ်သွားစေချင်ဘူး။အကုန်လုံးက information အပြည့်အစုံကိုတယောက်နဲ့တယောက်ကိုပေးစေချင်တယ်ရရှိစေချင်တယ်အဲ့ဒါကြောင့်မလို့လဲလူနာရဲ့ recovery process လူနာရဲ့ treatment တွေကိုလုံးဝလွဲချော်မှုမရှိဘဲနဲ့အပြည့်အဝစောင့်ရှောက်မှုကိုပေးနိုင်တဲ့အနေအထားတစ်ခုရအောင်လို့အမတို့ကအတူတူdrive လုပ်နေရပေါ့နော်ဆိုတော့အမတို့လိုမျိုးဒါအမတို့ဆို back end branding communication ဆိုတာ back end ဒီလိုမျိုးဒီအရှိမတကယ်တမ်း front facing ဆရာဝန်ကြီးတွေဆရာမကြီးတွေလူနာပြုတွေနောက်ပြီးတော့ဒီHCA ဆိုတာဒီ healthcare assistant လေးတွေအစအရှိတွေအကုန်လုံးကဒီလူနာကို front end မှာပေးနေတဲ့service တွေအကုန်လုံးလည်းမတို့ကအများပြည်သူသိအောင်လို့ပြောပြချင်တာလည်းပါတယ်နောက်ပြီးတော့ဒီသူတို့အချင်းချင်းကလည်းချိတ်ဆက်မှုကိုအားကောင်းနဲ့ enforce လုပ်နေတယ်ပေါ့နော်နောက်ပြီးတော့အပြောနဲ့တယ်မဟုတ်ဘူး documentation နဲ့ပါမတို့ကတခါတည်းစာနဲ့ပေးနဲ့လွှဲပြောင်းတာမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုအဓိကထားပြီးတော့လှုပ်ဆောင်နေပါတယ်ဟုတ်ကဲ့ပါခုနကဆရာမပြောသွားသလိုပဲပေါ့နော်ပန်းလိုက်စီယုံမှာဆိုလို့ရှိရင်ကျမ်းမာရေးကိုရက်တွေကိုစနစ်တကျချိတ်ဆက်ထားပြီးစနစ်တစ်ခုကိုဖန်တီးထားခဲ့တယ်ပေါ့နော်ဒီလိုမျိုးစနစ်ကိုဖန်တီးဖြစ်တဲ့အဓိကရွေးချက်လေးကိုလည်းပြောပြပေးပါအောင်ဆရာမအဓိကကတော့အားလုံးကရသင့်ရထိုက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုရစေချင်တယ်မြို့ကြီးတွေမှာမလို့ရတာမျိုးနယ်တွေမှာမလို့ရတာမျိုးမြို့နယ်အလှမ်းဝေးလို့မရတာမျိုးတွေမရှိစေချင်ဘူးပေါ့နော်ပြီးတဲ့ခါကျတော့ဒီpatient တိုင်းကလည်းသူတို့ရဲ့မှန်ကန်တဲ့ကုသမှုကိုလည်းရစေချင်တယ်မှန်ကန်တဲ့ကုသမှုကိုရရှိအောင်လို့လည်းလိုအပ်တဲ့စစ်ဆေးမှုတွေကိုလည်းအချိန်မီရစေချင်တယ်ပြီးတော့တချို့ golden hours ဆိုတာလည်းရှိပါတယ်နောက် critical moment တွေလည်းရှိတယ်တချို့ patient တွေကချက်ချင်းဆောင်ရွက်ရတာတွေလည်းရှိတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေမှာလည်းမနှောင့်နှေးစေချင်ဘူးတခါတည်းပဲရစေချင်တယ်ဒါကြောင့်မလို့အမတို့ကဒီ digital ဆိုလဲ digital အရာအမတို့မှာ Heal by Panline application မှာဆိုလို့ရှိရင် on demand ဆိုတဲ့ feature ရှိပါတယ်ဆိုတော့ဒါဆိုရင်5မိနစ်ကနေမိနစ်30အတွင်းမှာဆရာဝန်ကို video call နဲ့ချိတ်ဆက်လို့ရတဲ့ system တွေကိုအမတို့လုပ်နေပါတယ်ဆိုတော့တခုခုဆိုရင်လည်းခီးသွားလို့မလွယ်တဲ့နေရာရောက်နေတော့မှဒီ 3G နဲ့အသုံးပြုပြီးတော့ဆရာဝန်တွေနဲ့လိုအပ်တဲ့ consultation ကိုယူတာမျိုးပေါ့နော်ကိုယ်တိုင်လာမှခက်ခဲနေလို့ဒါမှမဟုတ်လို့ရှင်လည်းအကြောင်းမျိုးကြောင့်ရရှိတဲ့စောင့်ရှောက်မှုကိုမရလိုက်မှမျိုးမဖြစ်ရလေအောင်မတို့ကအဖက်ဖက်ကနေပြီးတော့ပန်းလိုက်စေုံစိတ်ခန့်နေနေစူးစမ်းနေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာမတို့အနေနဲ့ဆိုလို့ရှိရင်ဒုနာရီကုသတဲ့နေရာမှာပေါ့နော်ဝန်ဆောင်မှုပေးရေးနေရာမှာရောဒီလိုမျိုးအပြန်အလှန်စေယုံစည်းကမ်းတွေနဲ့ဒုနာရီရဲ့ကုသပုံတွေကိုပေါ့နော်အပြန်အလှန်ချိတ်ဆက်မိအောင်ဘယ်လိုမျိုးဆောင်ရွက်ပေးဖြစ်လဲရှင်ဟုတ်ကဲ့အဲ့ဒါကတော့ကျမတို့စေယုံတွေစေခန်းတွေတိုင်းမှာအပတ်စဉ်လုပ်တဲ့ meeting တွေရှိတယ်နောက်ပြီးတော့အပတ်စဉ်ကကြတော့ကျမတို့ကဒါ clinical meeting လို့ခေါ်ပါတယ်ဆိုတော့ဆရာဝန်ကြီးတွေဆရာမကြီးတွေကသူတို့အချိန်သက်ဖယ်ပြီးတော့ဒီလိုမျိုးတယောက်နဲ့တယောက်လူနာတွေအကြောင်းဖလှယ်ကြတယ်လူနာတွေအကြောင်းဆိုတဲ့အခါမှာ patient A ရဲ့ condition patient B ရဲ့ condition သူတို့တည်တည်ချာလေးကိုပြောကြတယ်ဒါကတော့သူတို့ရဲ့အပတ်စဉ်လုပ်တဲ့ meeting ပေါ့နော်ဒါပေမဲ့ခုနပြောခဲ့သလိုမျိုးပဲကျန်းမာရေးဆိုတာဘယ်ချိန်မှထားဖြစ်မှမသိနိုင်ဘူးဆိုတော့အဲ့လိုရုပ်တရက်ပေါ်လာတဲ့ case တွေဆိုလို့ရှိရင်သူတို့တွေကခုနပြောသလို MDT လို့မရအတူကောက်ခေါ်တယ် multidisciplinary team ဒီ team ကအချိန်မီဒီကျမတို့ chief medical officer အောက်ကနေပြီးတော့သူတို့တွေကတယောက်က raise up လုပ်လိုက်တယ်ဆိုလို့ရှိရင်ဆရာဝန်ကြီးတယောက်ကဒီလူနာ A ကိုငါတို့ discuss လုပ်ကြမယ်ဒါ special condition ဖြစ်နေတယ်ဆိုရင်သက်ဆိုင်ရာဌာနတွေကအကုန်လုံးစုပြီးတော့ online ပဲဖြစ်ဖြစ် physical meeting ပဲဖြစ်ဖြစ်အမတို့ကချိတ်ဆက်လိုက်တယ်ချိတ်ဆက်ပြီးတော့အမတို့ပြောပြကြတယ်ဒါမှဒါလီလူနာကိုပေးနိုင်မဲ့ treatment ပေါ့နော်ဒီအကောင်းဆုံး treatment ကဘာဖြစ်နိုင်လဲrisk တွေကဘာတွေဖြစ်နိုင်လဲနောက်ပြီးတော့ဒါနောက်တစ်ခုကကြတော့ကိုကပဲ discussion လုပ်နေလို့မရဘူးလူနာရဲ့သူ့မိသားစုရဲ့ကိုလည်းအမတို့က inform လုပ်စီအရှိတာလုပ်ရတယ်ပေါ့နော်ဆိုတော့လူနာကို communication ဘယ်လိုသွားမလဲလူနာနားလည်အောင်ဘယ်လိုပြောမလဲစသဖြင့်အဲ့လိုအသေးစိတ်ကိုအမတို့ဘက်ကနေပြီးတော့လုပ်နေပါတယ်ရှင်တကယ်တော့ဒီ practice ကအခုမှလုပ်တာတော့မဟုတ်ဘူးဒီ model ကိုအမတို့လုပ်နေတာတော်တော်ကြာပါပြီဒါထဲမှာ covid လည်းဖြစ်သွားတဲ့အခါကျတော့ဒီလိုမျိုးအပြင်ကိုတခြားလေး public ကိုပြပြတဲ့အချိန်မှာတော့နည်းနည်းလေးတော့2026လောက်တော့ရောက်သွားတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပန်းလိုက်စီယုံမှာဆိုလို့ရှိရင်လူနာကိုဆက်ဆက်မပြတ်ဆောက်ရှောက်မှုပေးနေဆိုပြီးတော့ပြောခဲ့ရပေါ့နော်ဆိုတော့နေရာဒေသမတူပေမဲ့လူနာရဲ့သတင်းအချက်လက်နဲ့ဒီကုသပုံအစီအစဉ်တွေကိုပေါ့နော်ဘယ်လိုမျိုးအချိန်နဲ့တပြေးညီဖြစ်အောင်ဘယ်လိုမျိုးလှုပ်ဆောင်ပေးဖြစ်နေလဲဆိုတာလေးလည်းပြောပြပေးပါအောင်ဆရာမ
ဟုတ်ဆိုတော့သူက2မျိုးရှိတယ်တစ်မျိုးကကြတော့အမားတို့ကဒီပန်းလိုက်စေးရုံခုနပြောခဲ့သလိုမျိုး monthly meeting တွေမှာချိတ်ဆက်တယ်ဆိုတော့ကိုရက်တစ်ခုနဲ့တစ်ခုကိုမပြတ်အောင်ပေါ့နော်အများနဲ့ချိတ်ဆက်တယ်ဒါ meeting ကထက်ဆိုင် day to day မှာသူတို့ communication လည်းရှိတယ်အမားတို့မှာ group chat တွေရှိတယ်ဒီကနေပြီးတော့တယောက်နဲ့တယောက်ဒီဖြတ်ပုံအမားတို့စီကံလေးတွေဖြတ်ပုံမှာလည်းရှိတာအောင်နော်ဆိုတော့ဖြတ်ပုံဆိုလို့ရှိရင်ဒီ ARD မြို့ပါကျွန်းဖို့အတွက်ကိုဖြတ်ပုံဖွင့်ထားတယ်ဆိုဖြတ်ပုံက patient သတင်းတွေရှိမယ်အောင်ပန်းသတင်းတွေရှိမယ်နောက်တစ်ခါကြီးမြင့်နိုင်နောက်တစ်ခါသင်္ကန်းကျွန်းစသဖြင့်ဒီလိုသတင်းတွေလာမယ်လာတဲ့ဟာအမားတို့ကဒီ case တွေကိုပြောကြရဲပေါ့နော်ပြောကြတဲ့အခါမှာလာတဲ့ရိုးလာတဲ့လူနာလည်းဖြစ်နိုင်တယ်လို့သွေးစစ်ဖို့လိုတဲ့လူနာမျိုးလည်းဖြစ်နိုင်တယ်ဒါဆိုလို့ရှိရင် he laboratory တွေကနေသွေးစစ်တဲ့အဖြေတွေလည်းရှိနိုင်မယ်ဆိုတော့ပို့ပြီးတော့ close ဖြစ်တဲ့လိုအပ်တယ်လို့အစင်စင်ဒီ communication မှာအတီးတီးချိတ်ဆက်ကြတယ်ဒီလိုမျိုးကုသမှုပိုင်းဆိုင်ရာ medical treatment plan လေးတွေကိုဖော်ဆောင်ကြတာလေးရှိပါတယ်။နောက်တစ်ခုကကြတော့ patient ဘက်ကကြရင်လည်းသူကတစ်ခါပဲလာကြရတယ်လို့လို့မယ်ဥပမာဆေးရုံတစ်ခါပထမဆုံးအချိန်မှာသူကအရင်စိတ်ပူပြီးဆေးရုံရောက်လာတယ်။ဆေးရုံက treatment ကိုယူရဲပြီးတဲ့အခါမှာတော့ဒုတိယ visit မှာတော့ဆေးရုံလာကြမလို့ဘူး။အိမ်ကဘယ်နာနီးလဲနီးတဲ့နေရာဆေးခန်းကိုတွားလိုက်ပါလားဆိုမိမိသူကြီးမြင့်နိုင်တွားလိုက်မှာပေါ့နော်။ကြီးမြင့်နိုင်တွားရဲအဲ့ကနေမှသူတအားတနေပြီ။ဒါပေမဲ့သူစိတ်ပူတည်ရထပ်တွေ့ချင်တည်ရဆိုရင်လည်းသူက he by ပန်းလိုက် application တွေကနေပြီးတော့သူ call နဲ့ပြောလို့ရတယ်။ call နဲ့ပြောလိုက်လို့လဲ quality ကမလျော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီ he app ထဲမှာသူ့ရဲ့ဒီ medical history အသေးစိတ်ကရှိတာအောင်နော်။ရှိတဲ့ခါကျတော့သူဒီအချိန်မျိုးသွားလို့ရတယ်။အဲ့ဒါနဲ့မှမကြံခဲ့ပဲနဲ့အကယ်၍သူကခီးထွက်ရတယ်ခီးထွက်ရတဲ့အခါမှာသူကပြည်တွင်းလည်းဖြစ်နိုင်တယ်ပြည်ပလည်းဖြစ်နိုင်တယ်ပြည်ပမှာသူထွက်သွားလို့တခုခုမှဖျားတာနာတာဖြစ်ပေါ့တခုခုကြောင့်ပြည်ပမှာသူဟာဖြစ်လို့ရှိရင်လည်းသူ့ရဲ့ medical history ကိုဒီ app ထဲကနေပြီးတော့ကျွန်တော်ကတော့ဘန်းလိုက်မှာဒီ treatment တွေယူထားတယ်ဒီဆေးတွေတောက်နေရတယ်ဒါကကျွန်တော်ရဲ့ condition ပါစသဖြင့်သူကအချိန်မျိုးပြလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးချိတ်ဆက်ဖို့အမားတို့အများနဲ့လုပ်ထားပါတယ်ဒါကလည်းဒီကွန်ရက်ထဲပန်းလန်ကွန်ရက်ထဲမှာမဟုတ်ပါဘူးအမားတို့တခြားဆေးရုံဆေးခန်းတွေနဲ့လည်းအမားတို့တွေကလိုအပ်တယ်လို့ချိတ်ဆက်မှုတွေလည်းလုပ်ပေးနေပါတယ်ကဲပါတကယ်ကိုကျန်းမာရေးဆောက်ရှောက်မှုအတွက်တကယ်ကိုအသုံးဝင်တဲ့စနစ်တစ်ခုပေါ့နော်ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှေ့ဆက်ပြီးတော့အနာဂတ်ကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ကျန်းမာရေးဆောက်ရှောက်မှုပေးတဲ့အဖွဲ့အစည်းတွေရောဒီလိုမျိုးစနစ်ကိုပို့ပြီးတော့ဦးတည်လာကြလိုက်မယ်လို့ယူဆမိသလားရှင်ဟုတ်ကဲ့ယူဆမိပါတယ်ဘာလို့ဆိုကျမတို့အားလုံးကပုံမကောင်းမွန်တဲ့မြန်မာနိုင်ငံဖြစ်အောင်ဖော်ဆောင်နေကြတာဆိုတော့လေနောက်ပြီးတော့ကျမကြီးကလည်းအများကြီးလှုပ်ဆောင်နေတာရှိပါတယ်ဆိုတော့ကျမအနေနဲ့လည်းယုံကြည်ပါတယ်လူနာတယောက်အနေနဲ့ရောပေါ့နော်စနစ်တကျတိစောက်ထားပြီးတော့စစ်စစ်မပြတ်စောက်ရှောက်မှုပေးနိုင်တဲ့ဒီလိုမျိုးကျန်းမာရေးဝန်ဆောင်မှုတွေကိုဘယ်လိုမျိုးရွေးချယ်တတ်ဖို့အရေးကြီးလဲရှင်တဲ့အဲ့ဒါကြတော့လေကျမတို့ဘက်ကပေါ့နော်နှစ်ဖက်နားလည်အောင်လုပ်ရမှာပေါ့နော်လူနာတွေဘက်ကလည်းဘယ်လိုအချိန်မှာတော့ကုသမှုကိုခံယူရမယ်ဘယ်ဆရာဝန်ကိုရှာရမယ်ဆိုတာမျိုးလေးရှိမယ်ကျမတို့ဒီဆေးရုံဆေးခန်းတွေကလည်းလူနာတယောက်အနေနဲ့ဒီလိုမျိုးလှုပ်ဆောင်လို့ရတယ်ဒီလိုမျိုးစသဖြင့်မှာကျမတို့ဘက်ကလည်းပြောပြရမှာပေါ့နော်ပြောပြတကြောင်လို့အမှတ်တရလိုမျိုးနဲ့လည်းချိတ်ဆက်ဖြစ်တာပေါ့ပြောပြမှသာလျှင် public ကလည်းသူတို့သိမယ်ပေါ့နော်သိပြီးတော့correct treatment ကိုရှာနေမှာပေါ့နော်ဆိုတော့ဒီကျမရဲ့မိတ်ဆွေတွေထဲမှာဆိုလို့ရှိရင်လည်းတခါတလေကြာရင်သူတို့က specialist တယောက်ကို specialty တခုကိုသွားရှာဥပမာသူရှာတာ neurologist ကိုရှာတာဖြစ်နိုင်တယ်ဒါပေမဲ့သူတကယ်ဖြစ်နေတာအစာအိမ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးမလွဲအောင်လို့လေသူတို့အနေနဲ့လည်းနည်းနည်းဘယ်လိုခေါ်မလဲတိုင်ပင်တင်နေပေါ့နော်ကျမရေးဆောင်းရှောက်မှုဆိုတာဖျားနာမှုတစ်ခုတည်းကိုကုသပေးတာမျိုးမဟုတ်ဘူးသူကတက်တာအောင်လို့လဲခဏလေးကုသပေးလိုက်တာမျိုးမဟုတ်ပါဘူးတကယ်ကောင်းမွန်တဲ့ကျမရေးဆောင်းရှောက်မှုဆိုတာကိုယ့်ရဲ့ကျမရေးခီးစဉ်တစ်ခုလုံးကိုနားလည်ပေးတယ်အချိန်ကြာလာတာနဲ့အများတစိုက်မမတ်ပံ့ပိုးကူညီပေးနိုင်တယ်ကိုကလည်းယုံကြည်စိတ်ချရမယ်ဆိုတော့ဒီကျမရေးလက်တွဲဖို့စောင့်ရှောက်ပေးနေတဲ့တယောက်အနေမျိုးနဲ့ပေါ့နော်ရှိကျင်တာပါအရေးကြီးတာကတော့ဒီလိုချိတ်ဆက်ထားတဲ့စောင့်ရှောက်မှုမျိုးကတာမန်ကုသမှုမျိုးတစ်ခုတည်းမဟုတ်ဘဲနဲ့ကဏ္ဍစုံပေါ့နော်ကိုယ့်ရဲ့ subject matter different subject matter ကနေပြီးတော့စောင့်ရှောက်မှုတွေကိုဒီ specialist တွေပညာရှင်တွေကစနစ်တကျဝိုင်းဝန်းပူးပေါင်းပြီးတော့ဆောင်ရွက်ပေးနေကြတာပေါ့နော်အဲ့လိုပေးနေရကိုသိနေတဲ့လူနာဒါမှမဟုတ် individual တယောက်အနေနဲ့လည်းပို့ပြီးတော့စိတ်အေးချမ်းမှု confidence နဲ့ hope ပေါ့နော်မျှော်လင့်ချက်ကိုရှိနေတာပေါ့နော်အဲ့ဒါမျိုးလေးဖြစ်စေချင်တာပါဟုတ်ကဲ့ပါတနိုင်ငံလုံးမှာရှိရဲ့ဆေးရုံဆေးကမှာ18ခုရဲ့အဓိကပန်းကန်အောင်ဘာများဖြစ်မလဲပါအဓိကကတော့ပုံမကောင်းမွန်တဲ့ကျန်းမာရေးဆောင်ရှောက်မှုပေးချင်တယ်နောက်ပြီးတော့ we don't want anyone to left behind everyone deserve quality care ဆိုတော့အဓိကကတော့ဒီရတဲ့ရထိုက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုယုံကြည်စိတ်ချမှုနောက်ပြီးတော့ဒီမျှော်လင့်ချက်တွေစသည်ဖြင့်ဒီသူတို့ဒီ
နေမကောင်းနေတဲ့လူတွေရောသူမိသားစုဝင်တွေရောအကုန်လုံးကိုယုံကြည်မှုနဲ့ကျမတို့ trust ကိုပို့ပြီးတော့လိုချင်တာပေါ့နော်ကဲပါလူနာတယောက်အနေနဲ့ဆိုလို့ရှိရင်တို့ရဲ့မြို့မှာဒီပန်းလိုက်တို့မဟုတ် he ဆိုရဲ့ brand တစ်ခုကိုမြင်လိုက်တာနဲ့ဘယ်လိုမျိုးခံစားချက်ကိုချက်ချင်းတန်းရစေခြင်းမိလဲနှွေးထွေးမှုတော့ရစေခြင်းလေနှွေးထွေးမှုဘာလို့ရစေခြင်းလဲဆိုတော့ဒီ he ပန်းလိုက်စေခန်းကိုမြင်လိုက်ရင်အော်ဒါငါသွားလို့ရတဲ့အချိန်မျိုးငါဘာဖြစ်ဖြစ်သွားလို့ရတယ်ငါစောင့်ရှောက်မှုရမယ်ငါနေပြန်ကောင်းမယ်ဟုတ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးဖြစ်စေချင်ပါတယ်နားထောင်နေအောင်နှွေးထွေးသွားတယ်လို့ခံစားလိုက်ရတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာမတို့နောက်ဆုံးမေးချင်တဲ့မေးခွန်းကတော့အခုဆိုလို့ရှိရင်ကျန်းမာရေးနေပင်မှာလောက်ကင်နေတဲ့သူတယောက်နေပဲပေါ့နော်ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုတာကိုဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုခြင်းလဲရှင်တကယ်တမ်းခိုင်မာတောင့်တင်းတဲ့ကျန်းမာရေးစနစ်တစ်ခုဆိုတာလူနာကဘယ်ဒေသမှာပဲနေနေဘလို့ကုသမှုအဆင့်ကိုပဲလိုအပ်နေပါစေသူတို့ကိုသူတို့ဘေးကင်းတယ်လေးစားခံရတယ်နဲ့ယူဆိုင်ခံရတယ်လို့ခံစားရစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့လေလူနာတွေကိုကျမတို့ဒီလိုစောင့်ရှောက်နိုင်တဲ့အချက်တီကြောင့်မလို့ပဲကျမတို့ရဲ့အလုပ်ပေါ်မှာအများတန်းအတိတ်ပဲရှိနေတယ်ဆိုတော့ခံစားချက်ပေါ့နော်နေ့တိုင်းအလုပ်လာရတဲ့motivation လို့လည်းပြောလို့ရတယ်ပျော်စရာလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီလူတွေရဲ့ပျော်ရွှင်မှုမျက်နှာနေကောင်းသွားတာပြီးတော့သူတို့ရဲ့ဒီအေးချမ်းမှုတစ်ခုပေါ့နော်သူတို့တွေမဟုတ်ဘူးသူတို့ရဲ့ပတ်ဝန်းကျင်သူတို့ရဲ့မိသားစုသူတို့ကိုချစ်ခင်တဲ့လူတွေကပါအေးချမ်းသွားတာလေးကိုမြင်ရတဲ့အခါမှာတော့ပို့ပြီးတော့အတိတ်ပဲရှိတာပေါ့နော်ဟုတ်ကဲ့ပါကဲပါစနစ်တစ်ခုကကောက်ချိတ်ဆက်ထားတဲ့အခါမှာလူမျိုးကျမရဲ့ဝန်ဆောင်မှုပေးရေးနေရာမှာတိတိတတ်တာကွာခြားသွားစေရအားလုံးလည်းနားလည်တဲ့ပေါ်ပေါက်နိုင်မယ်လို့ယုံကြည်မျှော်လင့်မိပါရဲ့ရှင်အမတ်တရားအစီအစဉ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတွေထဲမှာကိုယ့်ရဲ့ချစ်ရတဲ့မိတ်ဆွေတငယ်ချင်းတွေစီကိုလည်းမျှဝေပေးဖို့အားလုံးလည်းတိုက်တွန်းလိုက်ပါစေရှင်အမတ်တရားအစီအစဉ်ကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးလည်းတာယာပျော်ရွှင်သောနေ့လေးဖြစ်ပါစေရှင်